သူတို့ဘယ်ပြောလဲ free flight ပေါ့ free flight အဲ့ဒီပန်ကလည်းကြည့်ရမယ်ပန်ကကောင်းလားမကောင်းလားအဲ့ဒါကြည့်အရင်ကြည့်ရမယ်နော်ဒါကြည့်ပါမယ်ပြီးတော့5day ဝယ်ဦးလက်လေးဖက်လာအဲ့ဒါနော်အဲ့ဒါကြည့်ရမယ်ဒါလည်း heading cleaning လုပ်ရမယ်ဒါစုပ်ရမယ်5 framework နော်အဲ့ဒါ free flight ဘေးတွေကောင်းလားနှစ်ဖက်လုံးသုံးဖက်လုံးအဲ not တယ်ကြည့်ရမယ်နော်အဲ့ဒါကြည့်ရမယ် free flight ဆိုင်ပြောက်ခေါ်လိုက်ရဒီဘောဒါမနိုးခင်ဘောဒါဟေးစီရင် pressure ပေးရမယ်ရင်ပေးရမယ်နိုင်ရမယ်1 2 3 4ပေါ့အဲ့နိုင်မှာဒါတက်စီထွက်မှ okay ဒီစီပြီနော်ဘယ်လိုနိုးရမလဲဆိုတာအဲ့ဒါတော့ power ပေါ့ power အဲ့ဒါ power ဒါနိုင်လို့ရှိရင် power ဒါပိတ်ဒါ no ဒါပိတ်နော်အဲ့ဒါမှထည့်ရမယ်ဒါဟို carabin ပေါ့ carabin လေဒီနဲ့ချိတ်ကြတယ်ဒါလေဒီနဲ့ချိတ်ကြတယ်နော်လေဒီချိတ်တယ်အဲ့ဒါ KP လို့ရှိရင်ကောင်းမကြည့်ရမယ်ဒါကောင်းလာရင်နော်ကျိုးလို့ရှိရင်မလွယ်ဘူးကျိုးလို့ရှိရင်သေးတယ်နော်ကျိုးလို့ရှိရင်သေးမယ်အဲ့ဒါကောင်းမကြည့်ရမယ်အဲ့ဒါကောင်းမကြည့်ရမယ်ပြီးတော့ဒါ power ဒီဆက်ရကြထားလို့ရှိရင် no တစ်ချက်ချင်းနှုံးလို့မရဘူးเนาะချက်ချင်းနှုံးလို့မရဘူးဒါကြောင့်မလို့မထွက်ခင်လုပ်ပူထားတယ် off and on off ဒါ no လို့ရှိရင်အပေါ်ကနေပေါ်သူရေးထားတယ်ဒါ on ပေါ့ပိတ်လို့ရှိရင်အောက်ပါနော်ဒီနေ့ပေးမယ်ဒါကြည့်ရမယ်လေးချုပ်ဆက်ရကောင်းလားမကောင်းလားတော့နော်ကျွန်တော်တို့ဆက်ပေါ်မှာမူတည်တာပဲတစ်ခါလောက်ပဲနဲ့ဆက်ပိတ်လို့ရှိရင်နော်ဆက်ပြလို့ရှိရင်အပေါ်မှာတော့ဒီပဲမကိုတော့ပေါ်ရမယ်မကိုရပေါ်နေနော်မကိုရပေါ်နေဟိုမသွားခင်ပေါ့နော် free flight no ရမယ် no ပြီးတော့ဟို15မိနစ်ဆက်ကိုဆက်နိုးပြီးတော့ဟို hour ပေါ့လုပ်ကြည့်ဒါတော့ဘာလို့ရှိရင်လဲဒီမှာမတင်နဲ့တင်လို့ရှိရင်မရဘူးဘာမို့အဲ့ဒါရှိရမယ်နော်တခါလေဒါနှိပ်ပြီးတော့မပြန်ထွက်မကောင်းဘူးမပြန်နဲ့မရဘူးနော်အဲ့ဒါ free flight safety ပေါ့ safety regulation နော်ဒါဟို battery နဲ့ start နိုးတာပေါ့နော် battery နဲ့နိုးဆိုရင် battery ကို connect ရမယ်နော် connect battery လောင်း connect ရမယ်နော်အခုမှထိုင်လို့ရှိရင်လေထိုင်လို့ရှိရင်ဒီလိုတက်ထိုင်ပြီးတော့ဟိုခြေတော့ဒီလိုထားရမယ်ညာဘက်ကသွားလို့ရှိရင်ဒီလိုထားဘယ်ဘက်ကသွားလို့ရှိရင်ဒီလိုညာဘက်ကသွားလို့ရှိရင်တက်သွားလို့ရှိရင်ဒီလိုရလားမေနေရရေအမတဲထီးတယ်ရေလဲကြည့်ရမယ်နော်ရေလဲဘူးလေရေရှိလားရေမရှိရင်တက်ပြန်ထည့်ရမယ်ရေမရှိရှိတယ်နည်းနည်းမရှိဘူးပတ်ပေးနည်းနည်းထက်တာကောင်းပါ free flight ရေကြီးဆုံးပဲ free flight ဟို flight training ကတော့ free flight free flight မလုပ်လို့ရှိရင်ဘယ်တော့မှမပြန်နဲ့ free flight ပြီးမှအရေးကြီးဆုံးပဲအသက်ရတော့ free flight ပေါ်မှာပဲမူတည်တယ်
ဟုတ်လား သူရင်းနဲ့ဆက်ပါ တဘေးတဘေးရဟိုအကြတင်းတယ်တင်းရကြည့်ရမယ်နော်ခဏလေးကြာဟုတ်ပါခြေထက် ဒီချက်ကတော့